Okay ပါအားလုံးတာလီစောပါကျွန်တော်ကဗမာလိုပဲပြောရမှာပေါ့နော်ဆိုတော့ပြောမယ်ဆိုတော့ဘာပြောမလဲဆိုတော့ဝန်ထမ်းတွေလက်စားတက်အောင်လူကြီးကတင်ပေးတယ်ဆိုတဲ့ဟာအကြောင်းအဲ့ဒီအကြောင်းပြောပြရှင်နိုင်ပါဆိုတော့ဝန်ဒီစစ်ကောင်စီလက်ထက်ကပေါ့စစ်ကောင်စီလက်ထက်တုန်းကသူကဒီမြို့နယ်တစ်ခုမှာရဲဝန်ထမ်းတယောက်ကမြို့နယ်တစ်ခုမှာစခန်းမှုအဖြစ်နဲ့တာဝန်ကျတဲ့အချိန်သူကြုံခဲ့တဲ့အကြောင်းကိုကျွန်တော်ကညှဝေချင်တာပါသူဘာတွေကြုံခဲ့ဘူးလဲဆိုတော့ဒီလက်ကွန်ခါနေကိုလက်အောင်ငွေသားတွေအတွက်လေလာစားကပေးရတော့မယ့်အချိန်ပေါ့အဲ့ဒီအချိန်မှာသူကမျိုးဆိုတော့ပြည်နေကိုတက်ပြီးမှလာစားသွားထော်ရတဲ့အချိန်အဲ့လိုအချိန်မှာလာစားသွားထော်ရတဲ့အချိန်ဆိုသူပြောတာကအချိန်တော်နေ့ကြာလောက်ပြီတယ်9သိန်းလို့ပဲပြောတယ်ပတ်စံ9သိန်းလောက်9သိန်းကိုသွားထုတ်တာပေါ့ဆိုတော့အဲ့မှာထုတ်တော့သူကတစ်ချက်မှပါမလာဘူးလို့ပြောတယ်တစ်ချက်မှရမလာဘူးဆိုတော့ဘာလဲဘာကြောင့်မရလာတယ်လဲပေါ့ဘာကြောင့်မရလာလဲဆိုတော့ဒီထွေအုပ်ရဲ့တခြားသူပြောတဲ့အထက်မှာကျွန်တော်ဌာနနှစ်ခုတော့မေ့တော့ရအဲ့လိုမျိုးသူတို့ဌာနဒီဌာနဟိုဌာနအဲ့လိုမျိုးဌာနတွေကဖျက်လိုက်တာပေါ့သူတို့အတွက်ရန်ပုံငွေအတွက်ဆိုလားအခွန်တွေအတွက်ဆိုလားအဲ့လိုမျိုးပေါ့ဒီဌာနတစ်ခုကဘလောက်ထိရမယ်ဆိုတဲ့ဟာမျိုးရှိရပေါ့အဲ့ဒီထက်မှာသူတို့ရေးဌာနကပို့သွားလာပါတယ်တော့မသိဘူးအမှ9သိန်းဆိုတဲ့9သိန်းကိုအဲ့လိုဖျက်လိုက်တော့သူ့မှာတစ်ချက်မှပါရမလာဘူးလို့ပြောတယ်တစ်ချက်မှရမလာဘူးစခန်းရောက်ပြီခဏနေကလေးတွေလေကိုအောက်ကငွေသားတွေကိုလေပတ်စံရှင်းရတော့မယ်အကွိုင်တက်ပြီအဲ့ဆိုတော့သူကစဉ်းစားပြီပေါ့ဘယ်ရမလဲဒီပတ်စံနေဆိုတော့စဉ်းစားတော့သူဒီမြို့ပေါ်ကရှေးတိုင်တွေပေါ့ရှေးတိုင်ကြီးတွေရှေးတိုင်အငယ်တွေအဲ့လိုမျိုးပဲအစားသူအကုန်လုံးခေါ်ပြီးမှခင်ဗျားတို့ပတ်စံဘလောက်သွင်းရမယ်ဆိုတော့ပတ်စံဘလောက်သွင်းရမှာဆိုသွင်းပြီဆိုတော့နောက်တစ်ခါဂိတ်တွေကလည်းပတ်စံနေရသလောက်ဆွေးကောက်ဆိုတော့နောက်တစ်ခါဒီမြို့တွင်းမှာလေစိုက်ကယ်ဖမ်းပတ်စံနေညှစ်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒီကရလာတဲ့ပတ်စံနေနဲ့သူလက်အောင်ငွေသားကိုလာစားပေးလိုက်ရတယ်နောက်တစ်ခါလာပြီးတဲ့ရုံ3စိုက်ကယ်ကိုဓာတ်ပုံရိုက်ပြီးပို့လိုက်ဆိုတော့ကွိုင်တက်ပြီရုံ3စိုက်ကယ်ဖို့အတွက်စိုက်ကယ်ချပေးထားတာမရှိဘူးတဲ့မှန်ကဆိုတော့မရှိပေမဲ့ဓာတ်ပုံတောင်းတယ်ဓာတ်ပုံတောင်းတော့ဘယ်လိုလုပ်ရမလဲဆိုတော့တော့ပြောသလိုမျိုးရှေးတိုင်တွေခေါ်ဂိတ်တွေကပတ်စံကောက်စိုက်ကယ်သမားတွေကောက်နောက်လောင်းကစားဝိုင်းတွေကပတ်စံတွေကောက်အဲ့ဒီကရတဲ့ပတ်စံတွေနဲ့စိုက်ကယ်အစ်စ်ဆက်တစ်စီးဝယ်ပြီးမှလိုက်စင်တွေဘာတွေရှိလိုက်စင်တွေဘာတွေနဲ့ပေါ့နော်အဲ့လိုမျိုးကက်ပြီးမှတခါတည်းဓာတ်ပုံလှလေးရိုက်အဲ့မှာပို့လိုက်အဲ့လိုမျိုးဖြည့်ရှင်းရတယ်တဲ့နောက်တစ်ခါလာပြန်ပြီဆိုတော့ဗာလဲရုံ3ကွန်ပျူတာတဲ့ရုံ3ကွန်ပျူတာပို့လိုက်ရိုက်ပြီးမှပို့လိုက်ဆိုတော့ရုံကဘာမှလည်းမရှိဘူးသူတို့လုပ်ပေးထားလေဘာမှလည်းမရှိဘူးနဲ့တခါတည်းမပေးလည်းမရဘူးအမှစခန်းမှုပေါ့နော်သူကပူနေပြီဘယ်လိုလုပ်မလဲဆိုတော့ပြောသလိုမျိုးပဲအဲ့နီးအတိုင်းပဲဟိုကတောင်းဒီကမျှအဲ့လိုမျိုးပေါ့နော်အဲ့ဒါဖြည့်ရှင်းဓာတ်ပုံတွေရိုက်သေချာပို့လိုက်ပြီးပြီအဲ့လိုမျိုးဆိုတော့သူကပြောတယ်အဲ့ဒါဒီလိုစဉ်းစားကြည့်ပါဦးတဲ့ဆိုတော့ခင်ဗျားစဉ်းစားကြည့်တဲ့ဒီလိုမျိုးဝန်ထမ်းတယောက်ကဘာဖြစ်လို့လက်မစားနဲ့လို့ပြောလို့ရမလဲလဲဘာကြောင့်ပြောလို့ရမလဲဒီမှာသူတို့ကိုယ်တိုင်ကတင်ပေးလိုက်တာတဲ့မစားလက်စားတက်အောင်လိန်တက်အောင်ပတ်စံပြောမှဆိုတော့ပတ်စံမတိုးမတန်းတဲ့ပတ်စံကိုရှာတက်အောင်အဲ့လိုမျိုးတင်ပေးတာတဲ့ဆိုတော့အဲ့လိုမျိုးမဖြစ်ဖို့ကျွန်တော်တို့ကလိုတယ်ပေါ့နော်ဒီအခုကျွန်တော်တို့ကအခုရခိုင်ပြည်မှာဆိုတော့အခုအာခတက်တော်အစိုးရကအုပ်ချုပ်နေတာပေါ့နော်ပြည်သူတော်လှန်ရေးအစိုးရအုပ်ချုပ်နေတယ်ဒီအချိန်ကာလမှာလည်းအဲ့ဒီလိုမျိုးအစင်းမဖြစ်ဖို့ဒါပိုပြီးမှအရေးကြီးတယ်ကြီးစိုက်ရမယ်အဲ့လိုမျိုးပြောပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါကျွန်တော်မျှဝေတာပါနောက်လဲအစ်တွေတွေ့လို့ရှိရင်တော့ပြန်မျှဝေပါဦးမယ်
ကျေးဇူးပါ